ဒါခုကျွန်တော်မိုးချုပ်နေပါတယ်ဘာလို့ဆိုတော့ထောင်းရမြုပ်ဖို့ပေါ့နော်ဟုတ်သားပဲဆနာမေ့ပါတယ်မေ့ပါဤဒီမှာဒါချပဲဝိုင်းဒီတည်းကလွတ်ပြစ်ကြပါရှိတယ်မဒီပတ်လက်ကာမယ်ဝိုင်းမိုတာမုံဒီကောင်လွတ်ပြစ်ပြတာညခွက်ပလိုက်အမေစားတော့โอเคဒါတော့ထောင်းရဲ့ဟိုထောင်းတယ်ဒါကတော့ဝက်ကြီးရဲ့အလောင်းမှာဝက်ကသူကနဲ့လေးတယ်ဆိုတော့တုံးတော့ထားလိုက်စားဖို့လည်းမကြောက်ဘူးโอเคပြီးတော့ပြီးပြီပါပြီသူကလည်းအနီအောင်ကြိုက်ပါတယ်โอเคဒီမှာကျွန်တော်တို့ဟိုကဆိုင်းလေးထားခဲ့လိုက်โอเคဒီမှာကြတော့ဒီထားအော်ဟာလားဒါကြတော့ဟိုပါလေမဲသားအိုး COW ကောင်းကောင်းDIED တိုက်ကောင်းကောင်းတိုက်ဒါကြတော့PIG ပစ်ကျွန်တော်ဒီစလုံးပေါက်ကြိုက်တယ်ဒါမှမဟုတ်ထဲတယ်ပစ်ထက်ဆိုတာကြိုက်တယ်အိုးလူမျိုးဟာထိမိသွားပြီလူများတေစင်းထိမိသွားပြီဒီမှာတေစင်းထိမိโอเคကျွန်တော်လူများတွေကိုလေးစားပါတယ်ကျွန်တော်တေသွားရင်တော့ကျွန်တော်ပြမဟုတ် COW ဟုတ်ပြီဟုတ်ရော question မကြည့်ပြကောင်းဟုတ်ပြီအဲ့နွားပေါ့နော်ကျွန်တော်နွားကိုမများလေးထည့်တာကောင်းလို့ထည့်ရပါကျွန်တော်လူများတကာတွေကိုအဲ့လိုမျိုးဆေးထိုးရဲ့စိတ်မရှိပါဘူးโอเคနောက်ဗီဒီယိုကြောင့်မှတွေ့ပါပေါ့နော်အဲ့ဆိုတော့ let's go ဒီနေ့ဗီဒီယိုကတော့ထင်လို့လားဟုတ်တယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်ကျွန်တော်ကဗီဒီယိုကလည်းနည်းနည်းပါအတန်နေပြောင်းမှာပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်နည်းနည်းအရင်လူရနည်းနည်းနားကြီးလို့ပေါ့နော်နားကြီးရမဟုတ်ပါဘူးတချို့လူတွေကကျွန်တော်စကားလာပြောကြလို့ဒုတိယဘေးနာကောင်းပါနော်ဒီနေ့ဗီဒီယိုဒီလောက်ပဲ bye bye ထင်လို့လား bye bye သွားပြီနော် bye bye နော် bye bye နော် bye bye နော် subscribe လုပ်သွားနော် bye bye